အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့မိကုန်းလေးတွေလာမေးကြတယ်အသက်အာမခံနဲ့ကျန်းမာရေးအာမခံဘယ်ဟာကိုထားတဲ့လဲတဲ့အဲ့တော့အဲ့ဒီအသက်အာမခံနဲ့ကျန်းမာရေးအာမခံဆိုတဲ့အပိုင်းမှာသူတို့ဒီတကယ်တမ်းအကာအကွယ်ပေးတာချင်းလဲကွာပါတယ်လူတွေကသိထားတဲ့အာမခံအမျိုးအစားတွေထဲမှာသူဒီအသက်အာမခံရှိမယ်ကျန်းမာရေးအာမခံရှိမယ်အထွေထွေအာမခံရှိမယ်အာမခံ category ကတော့3ခုဖြစ်သွားတာပေါ့ product တွေ3ခုဖြစ်ပြီးတော့မှသူတို့ဒီတက်အကာအကွယ်ပေးဖို့ခြင်းလဲကွာသွားပါတယ်အဲ့တော့လက်ရှိအသက်အာမခံကုမ္ပဏီတွေမှာအသက်အာမခံနဲ့ကျန်းမာရေးအာမခံ product တွေရောင်းတယ်အထွေထွေအာမခံကုမ္ပဏီတွေမှာလည်းအထွေထွေဒီကားတို့မီးတို့အာမခံနဲ့ကျန်းမာရေးအာမခံ product တွေရောင်းကြပါတယ်ဥပမာ AR ဆုံးပုံမှာဆိုရင်လည်း AR ဆုံးပုံရဲ့ help တွေရှိတာမျိုးပေါ့အဲ့လိုမျိုးရောင်းတာမျိုးတွေရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ AI ကအကြောင်းလေးပြောပြမယ် AI ကအကြောင်းမှာတော့ AI မှာရှိတဲ့အသက်အာမခံနဲ့ကျန်းမာရေးအာမခံအကာအကွယ်ပေးဖို့ညင်မတူပါဘူးအဲ့တော့အဲ့နှစ်ခုကိုဘယ်ဟာတွေရင်ထားရမလဲဘယ်ဟာထားတဲ့လဲအဲ့လိုမိလာတဲ့အချိန်ကျရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျန်းမာရေးအာမခံဒီရှင်းပါတယ်စီးုံစီကံတက်မှာပဲပြီးမယ်စီးုံတက်တဲ့စီးပြန်ပြီးမယ်နော်စီကံပြတယ်စီပြန်ပြီးမယ်စီးုံတက်ပြီးအိမ်မှာပြန်နားနေတယ်အလုံးမလုံးနိုင်ဘူးအဲ့ချိန်အတွက်ပတ်စံမပေးပါဘူးဒါကျန်းမာရေးအာမခံကျန်းမာရေးအတွက်ပဲပြီးတာနောက်ပြီးတော့ကျန်းမာရေးအာမခံကိုကကျန်းမာရေးအာမခံ3200တန်ထားတယ်စီးကုတယ်900ကုန်တယ်အဲ့900ကိုသူတို့ကပြန်ပြီးပေါက်ချာတွေ documents တွေစီစစ်တယ်စီစစ်ပြီးတော့မှထပ်ပြီးတော့မှသူကဘာလုပ်ပြီးလဲဆိုတော့ဒီမှာဒီ900မှာစစ်ပြီးတော့မှရရင်850ရတာမျိုး800ရတာမျိုးဖြစ်သွားနိုင်တယ်900ထက်တော့ပိုရစရာအကြောင်းမရှိဘူးအဲ့တော့ဆိုပါစို့ကျွန်တော်တို့ကယောဂတစ်ခုဖြစ်တယ်ဆေးရုံတက်တယ်โอเคကျန်းမာရေးအာမခံရှိတာကျန်းမာရေးအာမခံအောက်ကနေဆေးကူတယ်ပြီးတော့မှဆေးရုံလည်းဆင်းသွားအိမ်မှာနားနေတဲ့အချိန်ကျတော့အာမခံအကာအကွယ်မရှိတော့ပါဘူးဒါမှမဟုတ်ဆေးရုံတက်ရင်လည်းဆုံးသွားတယ်ကျန်းမာရေးအာမခံရဲ့အောက်ကနေပြီးတော့မှကိုကဆေးရုံတက်တဲ့ဈေးတော့ရလိုက်တယ်တည်ဆုံးသွားတဲ့အတွက်တပြားမှမရပါဘူးကျန်တဲ့ဈေးကတော့အဲ့တော့ဟုတ်ပြီအသက်အာမခံကြတော့ဆေးရုံတက်မတက်ကိုဒီအသက်နဲ့ပတ်သက်ပြီးတော့မှကာကွယ်ပေးထားတာဖြစ်တဲ့အတွက်မိသားစုတွေအကျိုးမြတ်လည်းဖြစ်စေခြင်းနဲ့နောက်ပြီးတော့မိသားစုကိုကနေပြီးတော့မှဆက်ပြီးတော့ထောက်ပံ့ပေးနိုင်တာမျိုးလည်းဖြစ်ပါတယ်ဒါကြောင့်မို့ပြန်ပြောရရင်ဘယ်ဟာပဲဖြစ်ဖြစ်နှစ်ခုမှာဘယ်ဟာထားသင့်လဲဆိုတော့အသက်အာမခံပထမဆုံးထားသင့်ပါတယ်ဒုတိယမှာကျန်းမာရေးအာမခံထားသင့်ပါတယ်ဒါလေးလာပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ